ဒီနေ့ဘာတွေလုပ်ခဲ့တယ်ထင်လဲဒီကတော့တငယ်ချင်းတွေအတွက်1000နေရာကနေအသုံးဝင်ခဲ့တဲ့ကြောင့်အားလုံးကိုပြပြမယ်မုံညင်းဖြူရည်စီးတာကျွတ်မိတ်ထဲတာတို့အရတာထဲတာတော့အရွက်ကြော်လေးထည့်ပြီးတော့နေတာမျိုးတွေမလုပ်ခဲ့ပါဘူးပြီးတော့သူများလှုပ်ငယ်နာမှာတွားကြည့်ပါတော့ဘာကြီးလုံနေရတယ်တော့မသိဘူးပေါ့နော်အမှဆော့စရာတစ်ခုတွေ့လို့အားလုံးပြလိုက်ပါတယ်နောက်တစ်ပိုင်းမှာကတော့ you are my hope နေကြတဲ့ Bunny fan တွေကိုတွေ့ရမှာဖြစ်ပါတယ်အကုန်လုံးကိုလည်းအကနဲ့ဖြောပြီးပေးဖြစ်တယ်ပေါ့ဒီနေရာမှာတော့အကျွမ်းကျင်ဆုံးပဲWow ဒူးရင်းကြီးလာပါပြီရှမ်းဒီဒူးရင်းကြီးကလေအရန်စားကောင်းတာဒီလားတပူကို100နဲ့လေအရန်နဲ့တန်နဲ့အရန်နဲ့စားကောင်းတယ်အားလုံးရဲ့အသေးကြော်ပေးလို့ကြော်လေးလှုပ်လို့အပြီးမှာတော့ရောင်းမအောင်စားခိုင်းလိုက်ပါတယ်ကျွမ်းကျင်လို့တော့မဟုတ်ဘူးဖြစ်နေရတာကြည့်တော့ဘာလို့နေရလဲဆိုကြက်ရီကိုကြော်နေရပါတော့စီပေါက်မှာကလည်းတိမ်မသက်ကြောက်တာပါထမင်းနဲ့တာဝန်ရောဆက်လက်ထမ်းဆောင်ခဲ့ပြီးတော့ဂျိုင်တူသုံးလျင်ရွေးနိုင်ပါလိမ့်ဆိုတော့ကိုမြင်မြင်ပြီးသွားအောင်လို့အားလုံးဝိုင်းထုတ်လိုက်ကြပါမယ်နောက်တစ်ခုကတော့စီချက်လုံးပါပဲဖြစ်ပါတယ်ခောက်ဆွဲကိုအရင်ပြုတ်ပြီးတော့စီချက်လေးထည့်လိုက်ပါတယ်စက်သားစီချက်ခောက်ဆွဲပေါ့နော်စက်သားကြော်တာလေးထည့်ပြီးတော့နောက်ဖတ်ထုတ်အိုးပြောရင်းနဲ့ပြန်အောင်စားကြလာပြီအိုးကောင်းချက်ပဲအဲ့ဒီဖတ်ထုတ်ကလေးဒီလားကိုလုတ်ကိုကောင်းပဲဒါပြည့်စုံစွာနဲ့ဖန်တီးပြီးဖြစ်ပါရဲ့ရှင်စားကြပါအောင်ရှင်ဒီလိုအခိုက်အတန့်လေးတွေကလေဒီလိုရက်မျိုးနိုင်ငံရဲ့ခြားမှာလာပြီးတော့နေနေရတဲ့လူတယောက်ချင်းစီတိုင်းအတွက်ပေါ့နော်လိုအပ်တယ်လို့ထင်ပါတယ်အနည်းဆုံးတော့ကိုတယောက်တည်းမဟုတ်ဘူးဆိုရခံစားချက်လေးရရပေါ့နော်စကားတွေအများကြီးပြောကြရဲပြီးတော့ဟာတာကြီးလောက်ကြရဲပေါ့နော်ရုပ်တရက်ကြီးတချင်းတွေလည်းထဆိုကြရဲပေါ့နော်အားလုံးပဲကိုယ့်ရဲ့တနစ်တာကိုပြပြရွှင်ရွှင်နဲ့ဖြတ်တန်းနိုင်ကြပါဘိုင်ဘိုင်မှာတက်တာပါ good night ပါ